ဒီကောက်ပန်ရှင်တက္ကမကြီးကသူကအရက်တမျက်နာလေးရင်တဲ့24ပြည်စီအစာဆုံးရွတ်ပြီးတော့မှစီးချဖြစ်ပါတယ်တဲ့သူရွတ်တာလေးကမှားနေသလားဆိုပြီးတော့ဒါဝင်ပြီးတော့မှတ်ထားတာဖြစ်ပါတယ်မမှားပါဘူးเนาะတက္ကမကြီးရွတ်ဖြစ်တဲ့စီးချတဲ့နည်းလေးကအရက်10မျက်နှာစီးချတဲ့နည်းဖြစ်ပါတယ်ဒီစီးချနည်းလေးကအရှိရက်ကနေစပြီးတော့ချရတာဖြစ်ပါတယ်ဥပမာအနေနဲ့ဒါအများသိအောင်ဦးစင်းကအရှိရနေပြီးတော့တမျက်နှာကိုရွတ်ပြပေးရမှာဖြစ်ပါတယ်တမျက်နှာရွတ်ပြပေးမယ်ပေါ့နော်နောက်မျက်နှာတွေမှာဦးစင်းရဲ့ရှည်နီးတိုင်းပဲလိုက်ပြီးတော့ရွတ်ရမှာဖြစ်ပါတယ်ဦးစင်းပထမဦးဆုံးဒါအရှိရက်ကနေစချပေးမယ်ပေါ့နော်အရှိရ၌ရှိသောအနန္တစัจ java လာအနန္တတတဝါတို့ဟေတုပစ္စယောအာရမဏပစ္စယောအရိပတိပစ္စယောအနန္တရပစ္စယောသမန္တရပစ္စယောသဟဇာတပစ္စယောအညမညပစ္စယောနေတယပစ္စယောဥပနိတယပစ္စယောပုရေဇာတပစ္စယောပိဇာဇာတပစ္စယောအာတိဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအိန္ဒရိယပစ္စယောဇာနာပစ္စယောမဂ္ဂပစ္စယောတံပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောဒီဒါကအရှိရက်ကနေစပြီးခြားတာပေါ့နော်အဲ့ဒီကနေပြီးတော့အရှိတောင်ရက်ပေါ့နော်အရှိတောင်ရက်ကိုလည်းအရှိတောင်ရက်၌ရှိကြကုန်သောအနန္တစัจ java လာအနန္တတတဝါတို့အဲ့ဒီကနေပြီးတော့ဟေတုပစ္စယောကနေပြီးတော့အဝိကတပစ္စယောဒီအစအဆုံးအဲ့ဒီကနေပြီးတော့တောင်ရက်ကနေပြီးတော့နောက်တောင်တန်းရက်ကနေပြီးတော့အနောက်တဲတဲ့ရက်ပေါ့နော်နောက်တဲတဲ့ရက်ကနေပြီးတော့အနောက်မြောက်ရက်ကနေပြီးတော့မြောက်ရက်ကနေပြီးတော့အရှေ့မြောက်ရက်ပြီးပြီဆိုရင်အထက်ရက်ပေါ့နော်အထက်ရက်၌ရှိကြကုန်တော့အနန္တစัจ java လာအနန္တတတဝါတို့ကနေပြီးတော့ဟေတုပစ္စယောကနေပြီးတော့အဝိကတပစ္စယောဒီအစာဆုံးအဲ့ဒီကနေပြီးတော့အောက်ရက်၌ရှိကြကုန်တော့အနန္တစัจ java လာအနန္တတတဝါတို့ရွတ်ပြီးတော့ဟေတုပစ္စယောကနေပြီးတော့အဝိကတပစ္စယောဒီအစာဆုံးဒါရွတ်ရမှာဖြစ်ပါတယ်ဒါကတော့အရက်10မျက်နှာပဋ္ဌာန်းစီချတဲ့နည်းလေးဖြစ်ပါတယ်မိမိနှစ်သက်တဲ့နည်းလေးနဲ့အန္တရာယ်ကင်းအောင်စီချလို့ရပါတယ်ဗျနော်ဥစဉ်ဥပမာရွတ်ပြတဲ့အတိုင်းပဲအရက်10မျက်နှာလုံးရွတ်ရမှာဖြစ်ပါတယ်ဗျနော်